ဒါလေးကတော့ကျမတို့ညာကထွက်တဲ့ထမ်းပင်မြစ်လေးပါဒီထမ်းပင်မြစ်လေးကိုကျမတို့ငငယ်ကဆိုရင်တော့မီးဖို့ပေးလေးမှာဆောင်းတက်မှာမီးလုံရင်းနဲ့ပေါ့နော်မီးလုံရင်းနဲ့ထမ်းပင်မြစ်ကိုမီးဖုတ်ပြီးမှစားကြတယ်ပြုတ်ပြီးစားကြတယ်သူထမ်းပင်မြစ်ကရင်းလို့ချင်းစီစီလေးနဲ့စားလို့တော်တော်ကောင်းတယ်ပေါ့နော်အခုကျမတို့အညာကမွေးရမီလေးကိုလွမ်းရင်တန်းတရင်းနဲ့ကျမကဒီထပ်ပင်မြေလေးကိုစပြမှာဖြစ်ပါတယ်ဒီထပ်ပင်မြေကိုအတော်ကပေါ့နော်အခုကိုမြေပဲစုံစီအတန့်မှားရင်းနဲ့ကျမစားဖို့အတွက်ဆိုပြီးတော့ထပ်ပင်မြေလေးကိုမှားလိုက်တာပါခုထပ်ပင်မြေလေးကသူကရင်းရင်းလေးဆိုတော့စီစီလေးနဲ့စားလို့တော်တော်သိပ်ကောင်းတယ်ပေါ့နော်အညာသူအညာသားတွေကတော့ဒီထပ်ပင်မြေကိုကြိုက်ကြတယ်ပေါ့နော်ခုကတော့ညီမကဒီထပ်ပင်လေးကိုတော်တော်ကြိုက်တယ်ရေတစ်ခေါက်ကလည်းပို့လိုက်တယ်ရေတစ်ခေါက်ကကြတော့တိတ်စားတာနှုတ်တဲ့ခါကျတိတ်ကောင်းရင်းလေးဆိုရင်သူကောင်းတယ်အခုညီမကဒီအလေးဦးချောင်းလေးကိုလည်းထပ်ပင်မြင့်ရဲ့အလေးဦးချောင်းလေးကိုလည်းပစ္စည်းလေးတစ်ခုအနေနဲ့လုပ်ပြပေးသွားမယ်။ဘာလေးဖြစ်မလဲဆိုတာကွန်မန့်လေးမှာမန်းခဲ့ကြပါအောင်။လုပ်ပြပါပြီ။လက်ဦးချောင်းလေးကိုဘာလေးဖြစ်မလဲစဉ်းစားရင်းနဲ့ကွန်မန့်လေးကြည်ရင်းနဲ့ကွန်မန့်လေးကိုလည်းမန်းခဲ့ပါဘာလေးလဲဆိုတာလူမျိုးလေးကိုလည်းလုပ်ပြီးမှငငယ်ကကစားဖို့ကြလိမ့်မယ်လို့ထင်တယ်။လက်ဦးချောင်းလေးကိုလုပ်ပါပြီ။ညာတို့ညာသားတွေကထပ်ပင်မြစ်ကိုကြိုက်တယ်ဒီမှာလည်းကြိုက်တယ်ဒီမျိုးလေးပါလေဦးချောင်းလေးဘာလေးဖြစ်မလဲဆိုတာကိုမလေးမမန်းခဲ့ပါငငယ်ကဘာလေးဖြစ်လုပ်ပြီးမှကစားကြလဲဆိုတာကိုလည်းမန်းခဲ့အားလုံးကိုချစ်တယ်ထမ်းပင်မြစ်ကိုမရောက်ခင်အထဲထဲမှာထမ်းပြီးအလုံးလေးထဲမှာအညောင်လေးပေါက်လာပြီးဆိုလို့ရှိရင်အဲ့ထတိလုံးလေးတွေကနေပြီးမှဓာတ်နဲ့ခွဲပြီးမှစားဦးတဲ့သူတွေလည်းရှိပါလိမ့်မယ်သူကတော်တော်စားရတာကောင်းတယ်ဒီပါထပင်မြင့်လေးကရင်းလေးဆိုတော့စီစီလေးနဲ့စားရတာတော့ကိုကောင်းနေတာပဲမြေဘေးစီမှားတာဖြစ်တဲ့အတွက်မြေဘေးစီလေးနဲ့တူးစားမယ်ဆိုရင်လည်းတော်တော်ကောင်းပါတယ်စားဦးတဲ့သူတွေသိပါတယ်ညီမလိုပဲလိုက်စားကြည့်ပါနော်မိရမြေကိုလမ်းတဲ့သူတွေလည်းဒီဗီဒီယိုလေးနဲ့ပဲလမ်းဖြေကြတာပေါ့နော်ကျေးဇူးပါ